မြန်မာနိုင်ငံနှလုံးသွေးကြောထိတဲ့အေယာဝတီမြစ်ကြီးထာဝရရပ်တန့်သွားနိုင်တဲ့အန္တရာယ်တစ်ခုရှိနေလေဆိုတာသင်သိပါသလားမေခါနဲ့မလိခါတို့ပေါင်းစုံရာမြစ်ဆုံဒေသမှာအကောင့်ထဲဖော်မဲ့အကြီးစားရေအားလျှက်စစ်စီမံကိန်းဟာလျှက်စစ်စွမ်းရည်အတွက်လို့အကြောင်းပြပေမဲ့တကယ်လက်တွေ့မှာတော့ကျွန်တော်တို့ရဲ့ဂေအားစနစ်နဲ့ဘူမိဗေဒကိုအကြီးအကျယ်ချင်းချောင်းရဲ့အန္တရာယ်ကြီးတစ်ခုဖြစ်နေပါတယ်အဆိုးရွားဆုံးနဲ့အကြောက်ရွားဆုံးအန္တရာယ်ကတော့ငလျင်ပေးပါပဲမြစ်ဆုံဒေသဟာအမြဲလှူရှားနေတဲ့စကိုင်းပြည့်ရွေကြော်ကြီးနဲ့အရန်နီးကလွန်နေပါတယ်စဉ်းစားကြည့်ပါဒီအေယာမဆေးကြီးထဲမှာရေထူးပမာဏအများပြားကိုလှောင်ကန်လိုက်တဲ့အခါအဲ့ဒီရေဒီအဖိအားကြောင့်မီးအောက်လွှာတွေရွေလာပြီးငလင်လှုပ်ခတ်မှုတွေကိုပိုပြီးအားပေးတယ်လို့ဖြစ်လာနိုင်ပါတယ်အကေဗီသားငလျင်ကြောင့်ဆယ်ကြီးကျိုးပေါက်သွားခဲ့မယ်ဆိုရင်မြေအောက်ပိုင်းမှာရှိတဲ့တားနဲ့ချီတဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေချက်ချင်းဆိုသလိုရေတိမ်နှစ်သွားမှာအသေးချပါပဲဒါတွေမကားသေးပါဘူးအေယာဝတီမြစ်ကြီးဟာနှစ်စဉ်နှုံးညစ်တန်းချင်းတန်းပေါင်းများစွာကိုထဲဆောင်လာပေးနေတာပါဆယ်ကြီးတီဆောက်လိုက်တာနဲ့တကြိုင်နဲ့အဲ့ဒီတန်ဖိုးမဖြတ်နိုင်တဲ့နှုံးမြေတွေအကုန်လုံးပိတ်မိသွားပါလိမ့်မယ်ရလာကတော့မြေဝဲကျွန်းပေါ်ဒေသအကြီးမြေစီလွာတွေခေါင်းပေါက်သွားပြီးကျွန်တော်တို့ရဲ့စိုက်ပျိုးရေးကဏ္ဍတစ်ခုလုံးအကြီးအကျယ်ပြိုလဲသွားမှာပါဂေအားစနစ်ကိုကြည့်မယ်ဆိုရင်လည်းမိအထာပိုင်းကိုစံတက်ပြီးမြို့ပွားလေးရှိတဲ့ငါးမျိုးစစ်တွေရဲ့လမ်းကြောင်းတွေပိတ်ဆိုးသွားပါတော့မယ်တံပိုးထားရတဲ့ရှားပါအေယာဝတီလင်းပိုင်တွေအပါအဝင်ရင်းနှီးတသမားတွေရဲ့အသက်ရှင်ထန်ခွင့်ဟာအဆုံးသတ်သွားနိုင်ပါတယ်ယာဒီဥရုဘကကြီးရင်လဲဆဲအေရီယာတွေကတစ်ပင်တွေရေအောက်ရောက်ပြီးပုတ်တိုးသွားတဲ့အခါအန်ဒီရဲ့ရှိတဲ့မီသိန်းထန်ငွေတွေထွက်ပေါ်လာပြီးပတ်ဝန်းကျင်ကိုပုံမပူနွေးလာစေမှာဖြစ်ပါတယ်အချို့ပြောရရင်လက်စွပ်စွမ်းရင်လေးတစ်ခုရရှိရအတွက်နဲ့အေယာဝတီမြစ်ကြီးကိုစသိမ်းလိုက်ခြင်းဟာဘယ်တော့မှအစားထိုးလို့မရနိုင်တဲ့တမိုင်းဝင်အငွေအနှစ်တွေနဲ့တိုင်းရင်းသားတွေရဲ့အထွတ်မြတ်နေရာတွေကိုအပြေးတိုင်ဖျက်ဆီးပစ်လိုက်တာနဲ့အတူတူပါပဲနောက်လာနောက်သားတွေအတွက်အေယာဝတီမြစ်ကြီးကိုသူ့တဘာဝအတိုင်းလွတ်လပ်စွာဆက်လက်စည်းစိမ်ခွင့်ပြုခြင်းဟာသာလျှင်ကျွန်တော်တို့တိုင်းပြည်အတွက်အကောင်းဆုံးနဲ့အမှန်ကန်ဆုံးရည်ရှိဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ဖြစ်ပါတော့မယ်အယောက်ဒီကိုကယ်တင်ကြပါစို့